အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ရဲ့ channel က 3D time calendar analysis ဆိုတော့ဒီ 3D ရဲ့ထွက်ပေါ်လာတဲ့နံပါတ်တွေကိုခွဲခြမ်းစိတ်ဖြာကြည့်တော့ကြည့်လိုက်တဲ့နေရာမှာ gain တစ်ခုကျွန်တော်တို့တွေ့မိတယ်ပေါ့ဒီ gain ကဘာလဲဆိုတော့ကျွန်တော်တို့เนาะ2002ခုနှစ်ပိတ်မှာဖြစ်ပေါ်ခဲ့တဲ့6ပိတ်အဲ့ဒီကနေပြီးရှင်းနေချလိုက်တဲ့အချိန်မှာ6ပိတ်အဲ့ဒီကနေမှာရှင်းနေချတယ်မှာ6ပိတ်ဒီ6ပိတ်ဆိုတဲ့နှစ်ပိတ်မှာလာထပ်ထားတဲ့ကိန်းတစ်ခုကနေပြီးကျွန်တော်တို့ကသူ့ကိုခွဲခြမ်းစိတ်ဖြာကြည့်တော့သူကဒီဂိမ်းသွားနေတဲ့သဘောတရားကဂိမ်းထက်ကိုသွားနေတဲ့သဘောများတယ်ဘယ်လိုများလဲကြည့်ကြအောင်နော်သူယူဆရတာကဒီ6ပိတ်ဖြစ်ဖို့အရေးကိုကျွန်တော်တို့ကြည့်မယ်သူကဘယ်ဟာစပြီးချိခံလာတာသူကနေကျွန်တော်တို့ကဒီမှာတောင်းကိုတက်လိုက်တယ်1000 2000 3000 4000အထက်တက်တဲ့အချိန်မှာနိခွန်ဆိုတဲ့ဘာဝထိုင်ရှိတယ်ဒီမှာကလည်း1000 2000 3000 4000ရဲ့အပေါ်မှာနိခွန်ဆိုတဲ့ဘာဝထိုင်ရှိတယ်ဒီကိန်းမှာလည်း1000 2000 3000 4000ရဲ့အပေါ်မှာရှိတယ်လီကိုလေးဆိုတဲ့ဘာဝရှိတယ်နိခွန်ဆိုတဲ့ဘာဝထိုင်ရဲ့နော်ကျွန်တော်တို့နိခွန်ဆိုတဲ့ပါဝါထိုင်လီကိုလီဆိုတဲ့ပါဝါထိုင်ဒီပါဝါထိုင်ကနေပြီးသူဘာတွေလုပ်တယ်ထက်ကြည့်အောင်ဒီပါဝါထိုင်ရဲ့အထက်နှစ်ကွက်ကျော်မှာ344ဆိုတာရှိတယ်ကြည့်မယ်နော်ဒီပါဝါထိုင်ရဲ့အထက်နှစ်ကွက်ကျော်မှာ993ဆိုတာရှိတယ်ဒီပါဝါထွန်ရဲ့အထက်နှစ်ကွက်ကျော်မှာ2လေးဆိုတာရှိတယ်သူတို့ကလည်းဘာကိုခြေပြုတ်ထားတာလဲပူးနေတဲ့ကဏ္ဍနှလုံး4တဲ့ပူးနေတဲ့ကဏ္ဍနှလုံး2တယ်4နဲ့2နဲ့ပေါင်းရင်6နဲ့ချက်ကိုဒီ6နဲ့ချက်ကထိန်းထားတာနော်အဲ့6နဲ့ချက်ကထိန်းအဲ့ဒီတော့ဒုတိယကတ်ကိုလည်းကြီးလိုက်တော့သူ့အထက်2ပင်ကျော်မှာရှိတယ်993လေနိခွန်ပူးနေတဲ့ကဏ္ဍက9ခွန်ပေါင်းရင်က66ပေါ့ဒါအဖြေပေးနေတာအဲ့ဆိုရင်ဒီတတိယပါဝါတိုင်ဖြစ်တဲ့လီကူလေးရဲ့အထက်နှစ်ပင်ကျော်မှာ2ဆိုတာရှိတော့အဲ့2နှလုံးနဲ့4နှလုံးကိုပေါင်းလိုက်ရင်66နှစ်ခုဆိုတာဖြေရသူတို့ကဘာတွေနဲ့ဆက်တယ်လဲကျွန်တော်ကြည့်ကြအောင်နော်ဘာတွေနဲ့ဆက်တယ်လဲဆိုတော့ကျွန်တော်တို့ဒီမှာကြည့်သူဘာကိုလောက်ထားတယ်အဲ့ဒီတော့သူလောက်တဲ့ကိန်းကတို့ဒီမှာပထမဆုံးဒီဖြစ်ခဲ့တဲ့66အဲ့ဒီ66ကနေပြီးကျွန်တော်တို့ဒါနှစ်ထပ်ချလိုက်တော့ဒီနှစ်ချကိန်းကိုလုံးနှစ်ထပ်ချရင်ဒီဘက်နှစ်ကိုရောက်သွားတဲ့နေရာမှာတောင်းပြ3ကိုတဲ့ဒီမှာချိရှိခွန်ဖြစ်တယ်နော်သူကနေပြီးအကျဉ်တူပေါ့ဒါရှင်းနေချတောင်းပြ3ဖြစ်တယ်ချိရှိဖြစ်တယ်သူကနေအကျဉ်တူကျောင်းမြတ်3လုံးခွန်ဖြစ်တယ်ထိရှိ9ဖြစ်တယ်အဲ့တော့သူကဒီခွန်နဲ့ဒီ9နဲ့ပေါင်းရင်းတည်တဲ့ချဒီရှင်းနဲ့ဒီပေါ့ကျောင်းမြတ်ပေါင်းရင်းရှင်းနဲ့ပေါင်းရင်းနဲ့ချဒီ9နဲ့ကျောင်းမြတ်ပေါင်းရင်းခွန်ပေါင်းရင်းချအဲ့တော့ဒီ6တီဒီကလည်းကျွန်တော်တို့နှစ်ပိတ်မှာအခြေပြုထားတဲ့6ပိတ်နဲ့ချက်ကနေအခြေပြုထားတာအဲ့လိုတင်လာသူကအဲ့ဒီကြံတော့သူဘာလောက်လာတာလဲ
ဒီခွန်ထိတ်လို့ရှိတဲ့တောင်းပြက်ကိုဒီသူ့အထက်နှစ်ချားမြင်းကုန်မှာဒီတောင်းပြက်သုံးလုံးကိုပရိလို့ကြာကိုပရိလို့ကြာပြီးတဲ့အချိန်မှာကိုထိတ်လို့ထွက်တယ်ဟုတ်တယ်နော်ကျွန်တော်ကသူ့နောက်နှစ်ကိုကြည့်ချင်တာကြည့်အောင်နော်ဒါလမ်းတန်းသွားတာနှစ်ကိထက်နေလို့ကျွန်တော်ပြောတာဒီတောင်းပြက်သွားတဲ့နှစ်ချားမှာဒီတောင်းပြက်ဒီကိုပရိလို့ကြာကိုထိတ်လို့ထွက်တယ်ဒါတခုမှတ်ထားလိုက်အဲ့လို့ဆိုရင်ကျွန်တော်တို့ကဒီမှာရှစ်ထိတ်ကိုတောင်းပြက်ဒီပဲရှစ်နေလောက်ထားတော့နှစ်ချားမြင်းကုန်မှာကြီးတယ်အဲ့တောင်းပြက်စစ်ကိုရှစ်ပရိလို့ကြာတယ်ရှစ်ထိတ်လို့ကြာတယ်ဟုတ်တယ်နော်ဒါကိန်းတကိန်းနောက်တစ်ခုကဒီကိုထိတ်ပြီးဒီတောင်းပြက်မှာခွန်ရှိတဲ့အတွက်ကိုနှစ်ချားမြင်းကုန်မှာခွန်ပရိလို့ကြာတယ်ခွန်ထိတ်လို့ကြာတယ်ဒါကိန်းတကိန်းကြီးအဲ့ဒီကိန်းတကိန်းကြီးကိုဘယ်လိုနဲ့ဆက်ဆက်တယ်လဲသူက6ပရိနဲ့ချက်ထပ်လိုက်တဲ့နှစ်ရဲ့နောက်နှစ်ဦးမှာ9နောက်ပိတ်တယ်9နောက်ပိတ်လို့ဒီအောင်မြင်းကုန်မှာရှင်းနှလုံး9တယ်ရှင်းနှလုံးက9ရဲ့အောက်တောင်မှာ9ပရိထွက်9ပရိရဲ့တောင်မှာ9ထိပ်ထွက်တယ်ဒါဒီအောက်ကလာတဲ့ကိန်းနဲ့ဒီထက်ကလာတဲ့ကိန်းနှစ်ကိန်းထက်အဲ့ဒါလို့ဆိုရင်ဒုတိယပြားကိုလည်းကျွန်တော်ကြည့်ကြဒုတိယပြားမှာလည်းဒီ7ခုနှစ်ကုန်မှာ6ပရိနဲ့ခုတ်ထပ်ပြီးတော့နောက်နှစ်မှာ2ဦးမှာ9ထိပ်ထွက်တယ်9ပိတ်ထွက်တယ်9ပိတ်ရဲ့အောက်မြင်းကုန်မှာရှင်းနှလုံး9ရိုက်တယ်ရှင်းနှလုံး9ရဲ့အောက်မှာရှင်းပရိထွက်တယ်ရှင်းပရိရဲ့တောက်မှာရှင်းထိပ်ထွက်တယ်ဒါကိန်းဒီအောက်ကလာတဲ့ကိန်းနဲ့ဒီအပေါ်ဆင်းတဲ့ကိန်းထပ်လာတယ်အဲ့ဒီတော့ကျော်ရဒီ20ခုနှစ်မှာ6ပရိနှစ်ပိတ်မှာထပ်ခဲ့တယ်ပြီးရင်နောက်ဒီမှာ9ပိတ်တယ်နောက်နေ့ကို9ပိတ်တယ်မြင်းကုန်မှာရှင်းနှလုံး9ထွက်တယ်ဒီမှာခွန်ပရိရိုက်တယ်ခွန်ထိပ်ထွက်တယ်ဒီကိန်းကိုကြည့်ကြတော့ဒီကိန်းဒီဘယ်လိုတွေဆက်ဆက်နေတယ်ကျွန်တော်ကြည့်ကြစို့ဆိုတော့အဲ့ဒီကိုထိတ်ထွက်တဲ့နှစ်ထဲမှာကျွန်တော်ကြည့်ရနော်ကြည့်လိုက်တော့ဒီကိုတွေကဒါတစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံး6လုံးခုနှစ်လုံး8လုံး9လုံးဒါပြီးတက်သွားတယ်ကိုလုံးထွက်တယ်ကြည့်အောင်နော်အဲ့တော့ဒီရှစ်ထိတ်ထွက်တဲ့နေရာမှာလေအဲ့နေတဲ့ထွက်တဲ့ဒီရှစ်တစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံး6လုံး9လုံး8လုံး9လုံးနော်အဲ့တော့တက်တဲ့နေ့ခွန်ထိတ်ထွက်တဲ့နေထဲမှာလေကြည့်ရခွန်တစ်လုံး9လုံးခွန်3လုံးခွန်4လုံးခွန်5လုံးခွန်6လုံးခွန်9လုံးခွန်9လုံးခွန်10လုံးနေ့ပိတ်မှာခွန်9လုံးနဲ့ပြီးကြတာဒီခွန်နေစစ်တီ9တွေဒီဘာဖြစ်လို့9လုံးနဲ့ပြီးတတ်တာတော့ထက်ဆန်းဆက်လိုက်တော့ကျွန်တော်တို့စိုးစောကပါဝါထိုင်နဲ့အပူးနဲ့ကြီးတဲ့နေရာကိုကျွန်တော်ကြည့်လိုက်ဒီပါဝါထိုင်ရဲ့အထက်မှာနှစ်ပင်ချားမှာရှိတဲ့4ဘူးကိုကြည့်မယ်နော်အဲ့4ဘူးဒီ6ပရိထက်တဲ့နှစ်ရဲ့နောက်နှစ်9ပိတ်လို့ကြာ9ပိတ်လို့ကြာတဲ့နေရာမှာအဲ့ဒီ9ပိတ်နှစ်ထဲမှာ4ထိပ်စထွက်တယ်ပြောကြတယ်မ4ထိပ်တွေ့4ထိပ်ထွက်လိုက်တာနဲ့ဘရိတ်ကိုရတာဒီထိပ်စထွက်တာနဲ့ဘရိတ်ကိုရတာခုနပူးနေတဲ့လေးတွေနော်ဘရိတ်ကိုရိုက်ပြီးအောက်ပွဲမှာအဲ့ဒီနောက်ပေါင်း9ကခွာ9ဖြစ်တယ်ဟုတ်မလားအဲ့ဒီအခွာ9ဖြစ်ပြီး9ပါဝါ3ညထိတ်လိုက်ပြီးပုံဒီခွန်ဒီမှာခါထိုင်တာတစ်ချက်ကြည့်အောင်နော်အဲ့ဆိုရင်ကျွန်တော်တို့ဒုတိယပြားကိုဆက်ကြည့်ကြဆိုဒီပါဝါတိုင်းခွန်ရဲ့အထက်နှစ်ပင်တော်မှာရှိတဲ့ဒီကိုပူးနေတဲ့အနန္ဒီ9နောက်ပိတ်ထဲနှစ်ထဲမှာကိုထိတ်ကျွန်တော်ရှာကြည့်ကိုထိတ်စထွက်တာနဲ့ဗရိတ်ကိုထွက်တာဗရိတ်ကိုထွက်တော့နောက်ပေါင်း3ညခွာ
တုံညာပါဝါငါထိတ်တာငါထိတ်ပြီးပုံစည်းခွန်ခါတာအဲ့ဆိုရင်ကျွန်တော်တို့တတ္တရာပြကြည့်အောင်တတ္တရာပြမှာကျွန်တော်တို့ရိုက်ထားတာကဒီမှာ494ဆိုတဲ့ပါဝါထွန်ရဲ့အထက်ကန်ထားတဲ့နှစ်နှလုံးဒီနေဦးငါးနောက်ပိတ်ထွက်တဲ့နှစ်ထဲမှာနှစ်ထိတ်ကိုကျွန်တော်စကြည့်တာနှစ်ထိတ်ထွက်တာနဲ့ကိုပရိထွက်တာကိုပရိထွက်လို့နောက်နှလုံးခုံလို့ခုနှလုံးခွာတာခုနှလုံးခွာပြီးခွန်ပါဝါနှစ်ထိတ်တာနှစ်ထိတ်ပြီးတော့ခွန်ခါတာအဲ့တော့ဒီခိန်းတွေကဒီဂိမ်းရဲ့သဘောတရားမှာဒီဂိမ်းတွေဒီနှစ်ထပ်သွားနေဘယ်လိုထိနှစ်ထပ်သွားတယ်လဲကျွန်တော်ကြည့်အောင်ဆိုတော့ကျွန်တော်ပြောတယ်ဒီမှာကိုလုံးထွက်တဲ့နေရာ9လုံးထွက်တဲ့နေရာ9လုံးထွက်တဲ့နေရာဒါကျွန်တော်မြင်းဆွဲထားတာကြီးဒါမြင်းအဖြောက်ဒါခြားနာချင်းအတူတူဒီမှာ9နှလုံးထပ်တာဒီမှာ10နှလုံးထပ်တာဒီမှာ9နှလုံးထပ်တာဒီဂိမ်းနေဒီဂိမ်းရဲ့သဘောတရားဒီတူဒီအဲ့တော့နှစ်ထပ်ဂိမ်းသဘောတရားမျိုးသွားတယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုသွားတော့ကျွန်တော်ကြည့်မယ်နော်သွားပြီဒီကိုးတွေထွက်ခဲ့ပြီကွာကိုးတွေထွက်ခဲ့တော့ကိုးနဲ့မိတ်ဖက်ဖြစ်တဲ့ကိုးပါဝါလေးဒီနောက်နှစ်ကိုဒီမှာစပိတ်ပါသူပိတ်ပြီးသူ့အောင်မှာတခါနှစ်ထပ်ကိန်းသွားနေတဲ့အတွက်ဒီလေးထပ်ပိတ်မှာလားပိတ်ပြန်တယ်ကြီးမယ်နော်ဘယ်လိုပြီးတော့ဘယ်လာလဲဆိုတော့ကျွန်တော်ဖြည်းဖြည်းကြည့်အဲ့ဆိုရင်ဒုတိယဘွဲကိုကျွန်တော်တို့ကြည့်အောင်ဒုတိယဘွဲမှာကျွန်တော်တို့ကဒီရှစ်တွေကဒီနှစ်မှာ9လုံးထွက်တာအဲ့တော့ကျွန်တော်တို့ကအဲ့ဒီနောက်နှစ်မှာ10ပါဝါ3ပိတ်ပြီ3ပိတ်ပြီးတော့သူ့အောင်မှာလည်းထပ်3ပိတ်ပြန်တယ်ဒါကြည့်ရနော်အဲ့ဆိုရင်ကျွန်တော်တို့ကြည့်မယ်အဲ့လို့ဆိုရင်ကျွန်တော်တို့ကဒီဘွဲမှာခွန်ထိတ်တွေကဒါခွန်9လုံးလေးဖြစ်ခဲ့တယ်သူ့နောက်နဲ့မှနေဦးမှာနစ်စာပိတ်ပြီဗျာအဲ့ဆိုရင်အရင်ပထမကိန်းနေအရာနဲ့သွားမယ်ဆိုဒီနှစ်ထပ်ပိတ်မှာလားကျွန်တော်ဒီကိန်းကိုကိန်းတစ်ခုအနေနဲ့ရှားကြည့်မယ်ရှားကြည့်ရတော့ဟုတ်ပြီကွာမင်းဘယ်လိုပိတ်မှာနှစ်ပိတ်လေးတစ်လုံးနဲ့တော့မင်းဘယ်လိုလုပ်ရမလဲပေါ့အဲ့တော့ဒီဂိမ်းကိုကျွန်တော်ပြန်ရှာဖွေကြည့်ဒီဂိမ်းမှာသူသွားနေပုံကနှစ်ထပ်ဖြစ်နေတော့ကျွန်တော်ဂိမ်းတစ်ခုကိုနှစ်ထပ်ဖြစ်အောင်ဘယ်လိုရှားကြည့်မလဲဆိုတော့ကျွန်တော်ပြန်ကြည့်အောင်ဒီမင်းတို့အဲ့ဆိုရင်ကျွန်တော်ပထမပုံနာသွားလိုက်မယ်ပထမဆုံးတိုင်းဖြစ်တဲ့ဒီပူးထားတဲ့4နှလုံးရယ်ဒီပူးထားတဲ့2နှလုံးရယ်ဖယ်လိုက်လို့ရှိရင်ဒီ3နဲ့9ရတယ်3နဲ့9ဒီပေါင်းလိုက်10ဖြစ်တယ်နော်အဲ့ဒီပေါင်းလိုက်10ကိုကျွန်တော်တို့9နောက်ပိတ်တဲ့2ဦးမှာဒီ3လုံးဒီ4လုံး3ညလို့ရတယ်ဒီ3ညလေးတော့မှတ်ထားရတယ်ပေါ့ဒါ3ညပေါ့ဗျာကျွန်တော်ဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်တို့ကဒုတိယပြကြည့်အောင်ဒီခွန်ရဲ့ဒီကိုရဲ့လွတ်နေတဲ့ကဏ္ဍလေးက3နဲ့2နဲ့ရှိတယ်3နဲ့2နဲ့ပေါင်းလိုက်ဒီ9ဖြစ်တယ်အဲ့ဒီ9ကိုလေကျွန်တော်တို့ဒီမှာဒီနေ့ဦး9နောက်ပိတ်တဲ့နေ့တည်းမှာဒီလေးလုံး9လို့ရက်ခဲ့တယ်အဲ့9ကိုလေကျွန်တော်ဒီနားလေး9လို့ရေးထားလိုက်တကိန်းတစ်ခုကိုကျွန်တော်ကဂိမ်းသွားနေတဲ့ပုံကိုဂိမ်းတစ်ခုကိုကျွန်တော်ရှားကြည့်ရမှာရှားကြည့်တော့ဒီဘွဲလေထပ်ကြည့်ရအောင်အဲ့လိုဆိုရင်ねကျွန်တော်တို့ဒီမှာရှိနေတာလားနှစ်ကလေးရလွတ်နေတဲ့ကဏ္ဍလောက်က4နဲ့9နဲ့ဖြစ်တယ်ဒီ4နဲ့9နဲ့ကိုနှလုံးပေါင်းရင်3ဖြစ်တယ်အဲ့ဒီ3ကိုကျွန်တော်တို့9နောက်ပိတ်တဲ့နှစ်ထဲမှာဒီလေးလုံး3ရိုက်ထားတယ်3ကျွန်တော်ရေးမယ်ဒါကြည့်နှစ်ထပ်သွားပြီထပ်သွားတော့ဟုတ်ပြီကွာမင်းအဲ့တော့ထပ်သွားပြီမင်းအဲ့ဒါတွေဘယ်လိုလုပ်မှာတော့ဆိုတော့ကျွန်တော်ပထမရေးတာက3ညဒုတိယရေးတာက9တတိယရေးတာ3เนาะအဲ့ဒီ9လေး3ကို3ည9လေးကိုကျွန်တော်ကဘယ်လိုလုပ်မလဲကျွန်တော်ကြည့်ရသူဒီဂိမ်းဒီသူကနှစ်ခုခြားနာခြင်းကိုအမြဲသွားတဲ့အတွက်ကျွန်တော်ကြည့်ရ
ဒီလေးနောက်ပိတ်ရှိလာခဲ့ပြီဒုတိယလေးနောက်ပိတ်ဖြစ်ဖို့အရေးဘယ်လိုကိန်းနဲ့ကစားတယ်လဲအဲ့ဒီကိန်းကဘယ်လိုကစားတယ်လဲကြည့်တော့ကျွန်တော်ရေးခဲ့တဲ့ဒီတုံညတွေကိုအဲ့တော့ဒီလေးနောက်ပိတ်ရဲ့ဒီနှစ်ပင်ချားမှာရှိနေတဲ့ဒီတုံညငါးလေးကိုတုံညထွိုင်းနေကျွန်တော်ပေါင်းကြည့်လိုက်ပေါင်းကြည့်လိုက်တဲ့အချိန်မှာလေးရငါးရတုံညရရတဲ့နေရာမှာအဲ့ဒီနေရာမှာအဲ့ဒီကနန်းဒီတုံညငါးလေးဖြစ်သလားဒါကိန်းတစ်ခုပြီးမှနောက်ကိန်းတစ်ခုကိုကျွန်တော်ထပ်ပြောဟုတ်ပြီနော်သူကလေးပိတ်ချင်းလဲညီမျှရမယ်ဒီကိန်းကလည်းညီမျှရမယ်နောက်တစ်ခုအဲ့ဒါတို့ကြည့်အောင်ကျွန်တော်တို့ဒီနေ့တည်းမှာ8-9လုံးထွက်ခဲ့တယ်ထွက်ခဲ့တဲ့နောက်နှစ်မှာ3စပိတ်ပြီဒုတိယ3ပိတ်မဲ့ဆိုရင်ဒီ3ပိတ်ကနေပြီးနှစ်ပင်ချားမှာရှိတဲ့ဒီကနန်းကိုဒီကျွန်တော်ရက်လာ9နဲ့9ထွိုင်နဲ့ပေါင်းကြည့်လိုက်မယ်ခြေကြီးဒီ10ပေါက်ဖြစ်မယ်အလဲကန်ဒီ6ပေါက်ဖြစ်မယ်နောက်ပိတ်ဒီ3ပေါက်ဖြစ်မယ်ဆိုအဲ့ဒီကြောက်တော့ဒီမှာရတယ်ဒီ3ထက်ချင်လည်းညီးနေရမယ်နော်ဂိမ်းထက်ချင်လည်းညီးနေရမယ်ဟုတ်ပြီဒါဂိမ်းတစ်ခုအဲ့တော့ဒီဂိမ်းကိုကျွန်တော်တို့ကတွားကြဆိုဆိုလို့ရှိရင်ဒီရက်လက်3ကကျွန်တော်တို့ဒီမှာတင်ထားခဲ့ပြီတင်ထားခဲ့တော့ဒီမှာနှစ်နောက်ပိတ်ခဲ့ပြီနှစ်နောက်ပိတ်တဲ့နှစ်ပင်သားမှာရှိနေတဲ့ဒီ9တက်ကိုတော့3ထွန်နဲ့ပေါင်းကြည့်မှာ3ထွန်နဲ့ပေါင်းမှဆိုရင်8က4ရ2ကရတယ်အဲ့နှစ်နောက်ပိတ်ချင်းချင်းလို့ရသွားတယ်အဲ့လိုဒါကျွန်တော်တို့က8 4 2ဆိုတဲ့ကဏ္ဍတစ်ခုဒီမှာဟုတ်ပြီ8 4 2ဆိုတဲ့ကဏ္ဍတစ်ခုမင်းကွာအဲ့လိုဆိုရင်ဒီကတော့မင်းအမြင်တစ်ခုတည်းတွေသွားနေတာပါလားနောက်ထပ်ဂိမ်းတစ်ခုထပ်ကြည့်ရအောင်ဒီဂိမ်းထဲမှာသွားနေပေါ့နောက်တစ်ဂိမ်းတစ်ခုကဘလူးလဲပေါ့ဘလူးလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီနေ့တည်းထဲမှာကျွန်တော်ကြည့်လိုက်တယ်အဲ့ဒီနေ့တည်းထဲမှာကျွန်တော်ကြည့်လိုက်တဲ့နေရာမှာအဲ့ဒီ2005ခုနှစ်ဒီဖြစ်မဲ့နှစ်တည်းထဲမှာဘယ်လိုဖြစ်တယ်ဒီ35လေးကို35လေးရေးထားတာလားကျွန်တော်ကြည့်မယ်ကြည့်တော့ဒီထေကြီးတုံညဒီငါးနဲ့ရှင်နေတဲ့ထေကြီးတုံညတုံညလို့နောက်ပိတ်ထားတဲ့အောက်ဘွဲဒီအော်တိုငါးထိတ်တာငါးထိတ်ရင်ရှစ်ပလာပိတ်တာဒီတုံညလေးမှတ်ထားမယ်နော်တုံညလေးဒါမှတ်ထားမယ်တခုဒုတိယဘွဲဒီငါးပိတ်တဲ့နှစ်ထဲမှာထေကြီးလေးဒီအော်တိုလေးလို့ပိတ်လိုက်တာနဲ့အဲ့ဒီငါးဒီထိတ်ကြတာငါးထိတ်ပြီးရှစ်ပိတ်တာဒီမှာလဲငါးထိတ်ရှစ်ပိတ်တာအဲ့လိုဆိုရင်ကျွန်တော်တို့ကဒီမှာကြည့်တော့ဒီကျန်းနေတဲ့ထေကြီး3လေးက3လို့နောက်ပိတ်လိုက်တာနဲ့အောက်ပွဲက9ထိတ်တာ9ထိတ်ပြီးရှစ်ပိတ်တာအဲ့ဒီတော့သူတို့ဒီမှာရှိနေတဲ့ဒီ3ညထိတ်ကဒီ4ထိတ်ကဒီ3ထိတ်ကကျွန်တော်ပြန်ရှာကြည့်ဒါအထက်ရက်လက်ကကျွန်တော်ရက်လက်ရထားတာကနော်3ည5လေးရဲ့863ရဲ့ရှင်းလေးနေကရထားတယ်ရထားတော့ကျွန်တော်တို့အဲ့ဒီနေ့တည်းထဲမှာကျွန်တော်ကြည့်လိုက်မယ်အဲ့ဒီ3ညဒီနှစ်ထဲကို3ညခွန်လို့နောက်တွဲလိုက်ပြီ3ညခွန်လို့နောက်တွဲလိုက်တဲ့ဘေးမှာရှိတဲ့ဒီ3ည5လေးဒီ3ည5လေးဒီ3ည5လေးကိန်းထက်သွားပြီဟုတ်ပြီနော်ဒီ3ညထောင်နဲ့ပေါင်းတဲ့3ည5လေးဒီမှာရှိတဲ့3ည5လေးအဲ့ဒီ3ည5လေးကလေဘယ်ကလာတာလို့ဆိုရင်သူ့ရဲ့ဘေဘဲအောက်တောင်မှာရှိနေတဲ့ခွန်ပရိတ်ကညွှန်ပြနေတာဇာဆုံးတော့ကျွန်တော်တဲပြတဲ့နော်ဒီမှာထေကြီးလေးတဲ့ဘရိတ်ကိုမယ်ဘရိတ်ကိုတော့နောင်လုံး9လို့9ခွာမယ်9ခွာရဲ့အောက်မှာ3ညထိပ်ကြီးတယ်3ညထိပ်အောက်မှာခွန်ခါရှိတယ်အဲ့ဒီခွန်ခါကြောင့်ဘရိတ်ခွန်ကညွှန်ပြတဲ့3ည5လေးနောက်တစ်ခုဒီ3ညထိပ်ရဲ့နှစ်ထဲမှာခွန်3ညလို့နောက်တွဲလိုက်တဲ့ရှိနေတဲ့ဒီ3ည5လေးဒီလေးပိတ်ရဲ့နှစ်ချားရှိမှရှိတဲ့3ည5လေးကို3ညထောင်နဲ့ပေါင်းလိုက်ရှိတဲ့3ည5လေးအဲ့3ည5လေးဒီနောက်ထပ်လေးပိတ်မယ်ဆိုရင်3ည5လေးတန်တာအဲ့ဆိုလူရတဲ့ခုကြီးဟာဒုတိယတစ်ခုကြည့်ရအောင်ဆိုတော့ကျွန်တော်ကစောနာကဒီမှာပြောခဲ့ပြီဒီ3ညကိုပြောခဲ့ပြီ
အဲ့ဆိုရင်ကျွန်တော်ကဒီလေးကိုကြည့်မယ်လေးကိုကြည့်မယ်ဆိုတော့လေးကိုတစ်နှစ်ချကိုကျွန်တော်ကြည့်မယ်ကြည့်လိုက်ဒီမှာ40နှစ်လက်ကတွဲပြန်ပြီ40နှစ်လက်ခတ်တွဲတဲ့ဒီဘက်မှာကျန်နေတဲ့8က6က3ရယ်ဒီချက်ကြည့်နော်အဲ့ဒီ8က6က3ရယ်ကိုကျွန်တော်တို့ကဒီ3ဘက်ရဲ့2နှစ်ချမှာဒီ9ထွန်နဲ့ပေါင်းလိုက်ရှိတယ်8က6က3ရယ်အဲ့8 6 3ကဒီမှာပြုတ်ကြတယ်ဒီမှာရှိနေတဲ့8က6ကဒီမှာပြုတ်ကြတယ်3ဘက်နဲ့ချက်ထပ်ကျလဲတူပေးရမယ်ဟုတ်ပြီနော်ကိန်းချက်ချင်းလဲတူတယ်အဲ့ဒါကြောင့်လို့ဒီ863ဒီလေးလုံး9လို့ဖြစ်တဲ့9နဲ့9ထွိုင်နဲ့ပေါင်းတဲ့ဒီ3ဘက်ရဲ့2နှစ်ချရှိမှရှိနေတဲ့38ကို9ထွိုင်နဲ့ပေါင်းတဲ့863ဆိုတဲ့ကဏ္ဍဒီမှာခွေထားတယ်ဘယ်သူနဲ့ခွေထားရလဲသူ့အောက်တောက်မှာလဲခွန်ပရိတ်ကပုံတည်ရှိနေအောက်တောက်အဲ့တော့ဒီမှာ42လို့ထောက်ထားတယ်42ဒီလေဘယ်ဟာတော့ဒီမှာရှိနေတဲ့လေးထိပ်အဲ့ဒီတော့ကျွန်တော်တက်တရားတွေဗျာကိန်းထပ်မထပ်ကြည့်အောင်ဟုတ်ပြီနော်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ကအဲ့လိုဆိုရင်ဒီတစ်နေ့ချားမှာကြည့်လိုက်မယ်ရှင်းကြည့်မယ်53နောက်တော့ကိုကျွန်တော်ရှားကြည့်မယ်ဟို53နောက်တော့ဆက်ပြီ53နောက်တော့ရဲ့လွတ်နေတဲ့ကဏ္ဍတွေက4ရဲ့ရှိကနေဟုတ်ပြီနော်4ရဲ့ရှိက2ကဘယ်သူကပြန်ညွန်နေလဲဒီခွန်ပရိတ်ကညွန်နေအဲ့ဒီတော့ကဆိုတော့ကျွန်တော်တို့ကဒီနေ့နောက်ပိတ်ကိုဟိုပါဝါထွန်ရဲ့အပူပေါင်းထားတဲ့လွတ်နေတဲ့ကဏ္ဍ3ကို3လို့ရေးထားတဲ့အတွက်ကိုအဲ့ဒီ3ကိုဒီ3လုံး3နဲ့ဆိုတော့အဲ့ဒီနှစ်နောက်ပိတ်ရဲ့ဒီနှစ်နှစ်ချမ်းမှာအဲ့ဒီ3ထွန်နဲ့ပေါင်းကြတော့ဒီ8က4ရဲ့2ကဒီရက်လက်နဲ့ထပ်နေတယ်ဒီ53ဆိုတော့ဒီ2ဦးကိန်းကိုလည်းထိန်ပြီးသားရတယ်အဲ့ဒါတော့ဒီကွန်ပလီကလည်းထိန်ပြီးသားရတယ်အဲ့တော့ကိန်းနှစ်ထပ်ကိုဖြီးကြီးဟေ့ဆိုရင်ဒီရှိလေးနဲ့ထေကြီးမောင်းနဲ့ရှိတယ်အလေတိုင်းမောင်းနဲ့လေးတယ်နောက်ပိတ်ကျပေါင်းနှစ်တယ်အဲ့ဒါမှနှစ်နောက်ပိတ်နဲ့ချက်ထပ်မယ်ဒီမှာလည်း3နောက်ပိတ်နဲ့ချက်ထပ်မယ်ဒီမှာလည်း4နောက်ပိတ်နဲ့ချက်ထပ်မယ်ဘာကြောင့်သူတို့က4နောက်ပိတ်တွေ3နောက်ပိတ်တွေ7နောက်2နောက်ပိတ်တွေဖြစ်ရတာလဲဆိုရင်သူ့ရဲ့အရင်နှစ်တွေမှာ6ထိပ်စီ6လုံးကြခဲ့တယ်6လုံးအဲ့ဒီ6လုံးဒီ6ဒီလည်းဒီနေရာကိုထိပ်ချင်းနှလုံးထပ်ခါခဲ့တယ်8ဒီလည်းဒီနေရာကိုထိပ်ချင်းနှလုံးထိပ်ချင်းနှလုံးထပ်ထားခဲ့တယ်သူဒီအဆန္ဒကြတဲ့နေရာသူဒီအပိတ်ကြတဲ့နေရာမြင်းပြန်ဆွဲကြဆိုရင်ဒီမှာလည်းခွန်ထိပ်နှလုံးကြတဲ့နေရာအဲ့တော့သူတို့ဒီမြင်းချောင်းလဲအတက်လူချင်းလည်းဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီဟာကိုပြန်ချိန်ကြသေးဆိုရင်ဒီရှေ့လေးနှစ်ကမင်းကြပြီးတော့လေးရှင်းနှစ်ကဒုတိယအနေနဲ့ထိုးရမယ်ဘာကြောင့်တော့ကြည့်အောင်ပြန်ကြည့်အောင်နော်ဒီ3000နဲ့ပေါင်းတဲ့3ရဲ့9ရဲ့4ရဲ့ကိုအဲ့နှစ်ထဲမှာ3 5လေးလို့တဲပြီးတော့3 5လေးလို့အဖြောင်းရိုက်လိုက်တာဒီ4နောက်ပိတ်နဲ့ချက်ထပ်မဲ့အချိန်ဟုတ်ပြီနော်အဲ့လိုဆိုရင်ဒုတိယကိုဒီ9ထွန်နဲ့ပေါင်းမဲ့ဒီ3တိရှိကို8က6က3ငယ်ဆိုပြီး863လို့ဖြစ်လာတဲ့နေရာကိုဒီမှာ863လို့ရေးထားတဲ့အဲ့863လို့ရေးထားတဲ့နေရာမှာ3ပိတ်ပြီးတဲ့ဒုတိယအကြိမ်မှာ863ထွက်ခဲ့တယ်အဲ့ဆိုကျွန်တော်တို့ကဒီတက်တရဗျာအနေနဲ့ကြည့်ကြဆိုရင်ဒီမှာရှိနေတဲ့ဒီပေါင်းလက်3ကို3လို့တည်ထားပြီးအဲ့3ထွန်နဲ့ပေါင်းလိုက်မယ်ဆိုရင်8က4ရဲ့2ကရှိတဲ့နေရာကိုအဲ့နှစ်ထဲကြီးလိုက်တဲ့နေရာမှာဒီမှာ4ရဲ့8က2နဲ့သူကဒီလိုလေးလှည့်ထားတယ်အဲ့တော့8 4နှစ်ကိုမိန်ထားမယ်4 8နှစ်ကိုဒုတိယအနေနဲ့ထိုးမယ်ဆိုရင်ရောဒီဒါဒီနှစ်ကွက်ကိုတဲရေးပြတယ်ဒီဂိမ်းကပြစ်ပယ်လို့မရတဲ့ဂိမ်းဒီဂိမ်းဒီအထူးအော်ဒီမဟုတ်တော့မှကျွန်တော်တို့ဒီဂိမ်းနဲ့တန်တဲ့ကိန်းနေနဲ့ညီမျှလာမယ်ဆိုရင်ဒီဂိမ်းကိုဘယ်လိုကစားရအဲ့တော့ဒီဂိမ်းအလိုကြီးရှင်းလေးနှစ်တို့မဟုတ်ဒုတိယကွက်အနေနဲ့၄ရှင်းနှစ်ထိုးမယ်
အဲ့တော့ကျွန်တော်မိတ်ဆွေတွေနော်ဒီဟာကကျွန်တော်တို့ဒီမက်သက်ကိုကြည့်နေကြတာတစ်ချမ်းကင်နေတာအပြည့်စုံပြန်ကြည့်တတ်တယ်ဒီမှာကိန်းနှစ်ထပ်တွေသွားနေတာကိုဒီကိန်းကိုမြင်ရတယ်ဒီကိန်းရဲ့သဘောဒီကိန်းပေါင်းထပ်သွားခြင်းမြင်တယ်ဘာကြောင့်ထပ်တယ်လဲခွန်ထိန်နှစ်ခုထပ်နေတယ်ရှစ်ထိန်နှစ်ခုထပ်နေတယ်နော်နောက်တစ်ခါဒီမှာကိုထိန်နှစ်ခုထပ်နေတယ်တိုင်မင်ရင်းကိုက6ပရိထပ်တယ်သူကနေတိုင်မင်ရင်းကဒီမှာ2နှလုံးထပ်တယ်ဒီမှာ4နှလုံးထပ်တယ်အထက်တွေကြီးပဲသူဒီအထက်ထပ်ဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဒီအဲ့ဆိုရင်ဒီကိန်းကနေဒီကိန်းကိုယူမယ်ဆိုရင်ဒီ4နောက်ပိတ်ကို4နောက်ပိတ်ထပ်မှာဆိုရင်သူတဲ့နှစ်ချမ်းမှာရှိတဲ့ကဏ္ဍသူနဲ့ရှိတဲ့ဒီကဏ္ဍ354ကိုကျွန်တော်တို့ရက်လက်ကစောနာကပြောတဲ့ဒီမှာဒီ3နဲ့9နဲ့ပေါင်းရင်3ညကိုဒီ4လုံး3ညလို့ခွဲတဲ့တော့အဲ့3ညကို3ညထွင်နဲ့ပေါင်းလိုက်ရင်354 3ညထောင်နဲ့ပေါင်းရင်354ကိုပြန်ရတယ်354ထွက်တယ်ဒါကိတ်တစ်ထက်ကိုတစ်ထပ်ဖြည့်ရတယ်အဲ့354ဒီအောက်ကတဲထားတဲ့354ကိုပြန်ရိုက်တယ်ဟုတ်ပြီနော်ဒုတိယကြည့်ရအောင်ဒီကိန်းနှစ်ထပ်ရှိနေတဲ့နေရာဒီမှာ993နဲ့2ခွန်ရှိနေတဲ့3နောက်ပိတ်နဲ့လွတ်နေတဲ့3နဲ့လွတ်နေတဲ့2နဲ့ပေါင်းလိုက်ရင်9ရတယ်အဲ့ဒီ9ကိုဒီလေးလုံး9လို့ရေးရဲအဲ့9ကို9လို့ရေးမယ်အဲ့9လို့ရေးတဲ့နေရာမှာဒီ3နောက်ပိတ်လို့ရှိတဲ့နေရာ2ချမ်းမှာအဲ့ဒီရှိနေတဲ့3တိရှိကို9ထွန်နဲ့ပေါင်းချလိုက်တယ်ချလိုက်တယ်မှာ10က6က3ငရတယ်အဲ့6တော့ထွက်တယ်အဲ့663ဒီလဲဒီမှာရေးထားတဲ့663ဖြစ်နေတယ်နော်အဲ့လိုကျွန်တော်ကကိန်းနှစ်ထပ်ရှိနေတဲ့နေရာတွေကိုကျွန်တော်ကြည့်လိုက်တဲ့နေရာမှာကျွန်တော်ဒီမှာရှိနေတာက2ကကို4ရဲ့ရှိနေလွတ်နေတဲ့ကဏ္ဍဒီ4နဲ့9နဲ့လွတ်နေတယ်4နဲ့9နဲ့လွတ်နေတဲ့ကဏ္ဍ3ကိုကျွန်တော်တို့ကဒီ9နောက်ပိတ်နေတဲ့မှာဒီမဲ့3 4လုံး3လို့ရေးရတယ်မှာ3လို့ရေးရတယ်မဲ့အဲ့ဒီ3နဲ့ကျွန်တော်တို့ဘယ်မှာရှိလုံးဆိုလို့ဟိုဒီမှာခွန်ထိတ်တွေကနေပြီးလာတဲ့2နောက်ပိတ်စလာပြီလာလိုက်တဲ့သူ့ရဲ့2နှစ်ချမ်းမှာရှိတဲ့9တစ်ကို3ထွန်နဲ့ပေါင်းလိုက်လို့ရှိရင်84နှစ်လို့ရတယ်အဲ့ဒီ84နှစ်ဒီလဲအဲ့ဒီထဲမှာဒီမှာရေးထားတဲ့ကဏ္ဍ3လုံးဖြစ်နေတယ်သူဒီလဲသူ့အထက်မှာနက်ခတ်စုံကလဲဒီ9တိတ်ရဲ့နှေးဦးကလာတဲ့အတွက်ကိုဒီဘွဲဒီ84နှစ်ကထိုးပါမိအောင်ထိုးထားလိုက်ပါ4နှစ်ကိုပြန်ပြီးကာလိုက်ပါအားလုံးအောင်မြင်ကြပါလေလို့ပြောကြရင်ညီကုန်းချုပ်ရပါတယ်